င်္ဂလာပါရှင်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မကွေးလမ်းပိုင်းတွင်စစ်တပ်၏ကား6စီးပါရိတ်ခါရင်တန်းကိုမိုင်းဆွဲမှုစစ်သား2ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းနေပြည်တော်မကွေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်၏ကား6စီးပါရိတ်ခါရင်တန်းကိုမိုင်းဆွဲရာစစ်သား2ဦးသေဆုံးခဲ့ကြောင်းမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ18ရက်နေ့နနက်10:20မိနစ်ခန့်တွင်မကွေးမြို့ဘက်မှနေပြည်တော်ဘက်သို့ထွက်ခွာလာသောအကြမ်းဖက်စစ်တပ်ကား6စီးပါရိတ်ခါရင်တန်းကိုတော်လှန်ရေးတပ်ဖွဲ့များကနေပြည်တော်မကွေးလမ်းပိုင်းမိုင်းတိုင်း22အနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရိတ်ခါကား2စီးမိုင်းစားထိမှန်ကတစီးမှပျက်စီးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးသေစီရင်ထပ်တိုးသေဆုံးတာမျိုးကတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေစေပါ။စစ်ခွေးအင်အားကတော့မသိရသေးပါဘူး။ထောက်ပို့ရင်နှန်းဆိုတော့လူအင်အားနဲ့မှာပါ။မကွေးမြို့ဘက်ကနေနေပြည်တော်ဘက်သို့ထွက်ခွာလာသောစစ်ခွေးကား6စီးပါကျွန်တော်တို့ကနေပြည်တော်ရဲ့အနောက်ဘက်ခြံစည်းရိုးနားမှာလှုပ်ရှားနေတာဆိုတော့ရင်ဆိုင်တိုက်ခိုက်ဖို့အဆင်မပြေသေးဘူးလောလောဆယ်ပျောက်ကြားနေပဲတိုက်ခိုက်နေရတာဆိုပေမဲ့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းလှုပ်ဆောင်နေပါတယ်ဟုမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲကိုလုံးဝပယ်ချရန်ကုလသမဂ္ဂညီလာခံတွင်တမ္မတ်ကြီးဦးကျော်မိုးထွန်းတောင်းဆိုဆွေးတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာအကြမ်းဖက်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲကိုလုံးဝပယ်ချရန်ကုလသမဂ္ဂအထွေထွေညီလာခံတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ္မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါတယ်။ဒီဇင်ဘာလ16ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သောသတင်းအချက်အလက်လူအဖွဲ့အစည်းဆိုင်ရာကမ္ဘာထိပ်သီးအစည်းအဝေး၏ရလဒ်များအကောင့်ထဲပေါ်မှုကိုဗတ်စုံပြန်လည်သုံးသပ်သည့်ကုလသမဂ္ဂအထွေထွေညီလာခံအဆင့်မြင့်အစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်။အကြမ်းဖက်စစ်အုပ်စုသည်အာဏာသိမ်းပြီးချိန်မှစ၍ပြည်သူတအုပ်ချင်းစီစစ်စောင့်ကြည့်ရေးစနစ် PSMS ကိုအသက်သွင်းခြင်းဖြင့်ပြည်သူတို့အပေါ်အစုလိုက်အပြုံလိုက်စောင့်ကြည့်ထောက်လှမ်းမှုများကိုတိုးမြင့်ဆောင်ရွက်နေပြည်သူများအနေဖြင့်စိုးရိမ်ပူပန်မှုများတိုးပွားလျက်ရှိကြောင်းပြည်သူများသည်အမြဲတစေကြောက်ရွံ့ထိတ်လန့်မှုအောက်တွင်နေထိုင်ရလျက်ရှိပြီးဤသို့သောအခြေအနေတွင်အကြမ်းဖက်စစ်အုပ်စုကကျင်းပမဲ့တူရောင်ရွေးကောက်ပွဲမှာလွတ်လပ်မှုလည်းမရှိနိုင်တဲ့ကဲ့သို့တရားမျှတမှုလည်းရှိနိုင်မည်မဟုတ်ကြောင်းအဆိုပါအတူရောင်ရွေးကောက်ပွဲသည်နိုင်ငံတော်ဝန်အကြမ်းဖက်မှုကိုပုံမဆိုးရွားချေပြန့်စေမိတာဖြစ်ကြောင်း၎င်းကပြောဆိုပါရယ်အကြမ်းဖက်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲကိုလုံးဝပယ်ချရန်တရားမဝင်အာဏာသိမ်းချိန်မှစ၍အကြမ်းဖက်စစ်အုပ်စုကနိုင်ငံသားအလုံး၏အခြေခံအခွင့်အရေးအလုံးကိုဆက်လက်ချိုးဖောက်နေကြောင်းအင်တာနက်ဖြတ်တောက်ခြင်း Virtual Prepaid Network အသုံးပြုခြင်းကိုကန့်သတ်ခြင်းနဲ့လူအများလူမှုကွန်ရက် website များအပါအဝင်အင်တာနက် website များကိုပိတ်ပင်ခြင်းတို့ဖြင့်နိုင်ငံသားအလုံး၏သတင်းအချက်အလက်ရယူခွင့်ကိုချိုးဖောက်ခဲ့ကြောင်းတမ္မတ်ကြီးကပြောဆိုပါရယ်အကြမ်းဖက်စစ်အုပ်စုကလွတ်လပ်စွာသတင်းယူပိုင်ခွင့်ကိုဖိနှိပ်ခါစာနယ်ဇင်း journalist ပါ225ဦးကိုမတရားဖမ်းဆီးခဲ့ပြီးသတင်းတောင်းနှင့်မီဒီယာသမား9ဦးမှစစ်တပ်နှင့်၎င်း၏လက်အောက်ခံအဖွဲ့များ၏လက်ချက်ဖြင့်အသက်ဆုံးရှုံးခဲ့ရကြောင်းသတင်းမီဒီယာလွတ်လပ်ခွင့်နှင့်သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာအခြေခံမှုများအပေါ်တိုက်ခိုက်မှုများသည့်လွတ်လပ်သောအသံများကိုဖိနှိပ်ခြင်းနှင့်စစ်တပ်ဝါဒဖြန့်မှုကိုမြင့်တင်ခြင်းဟူသောရည်ရွယ်ချက်နှစ်ရပ်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသတင်းချက်လက်များမှလိမ်ညာဝါဒဖြန့်ချီမှုများကိုဖြန့်ဝေရန်၎င်းတို့၏ကြိုးပမ်းမှုများတွင်အကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားသည့်မီဒီယာအမျိုးမျိုး Telegram အဖွဲ့များ influencer လိုက်များစစ်တပ်လက်ဝဲခံစေအုပ်စုအလို့တော်တန်တမန်များနှင့်၎င်းတို့၏ရုံးများလည်းပါဝင်နေကြောင်းတမ္မတ်ကြီးကထောက်ပြပါရယ်နောက်ဆုံးအချက်အနေဖြင့်ကျင့်ဝတ်ဆိုင်ရာအတိုင်းအတာများအခြေခံမူ V10 နှင့်ဆက်လင်း၍ချိုးဖောက်ခြင်းဖြစ်ပါကြောင်းလူခွေရေးကောက်ွယ်သူများနှင့်စံကျင်ဘလှုပ်ရှားသူများကိုခွဲခြားသိရှိဖန်ဆီးရန်အတွက် AI မျက်နှာမှတ်သားစနစ် CCTV စောင့်ကြည့်ရေးနဲ့ဇီဝဗေဒဆိုင်ရာအချက်အလက်များအပါအဝင်အခြားနည်းလမ်းများကိုလည်းအသုံးပြုနေကြောင်းအကြမ်းဖက်စစ်အုပ်စုသည်နိုင်ငံခြားလုံခြုံရေးကွန်ရက်ကုမ္ပဏီများကပံ့ပိုးပေးသောနည်းပညာများကြောင့်တယ်လီဖုန်းမှတ်ပုံတင် ID များမှတဆင့်လူပုဂ္ဂိုလ်များကိုခြေရာခံရှာဖွေနိုင်သည့်နည်းလမ်းများကိုလည်းလက်ဝယ်ထားရှိပါကြောင်းတမ္မတ်ကြီးကကုလသမဂ္ဂညီလာခံအစည်းအဝေးတွင်နိုင်ငံတကာသို့အသိပေးပါရယ်ဆက်လက်ပြီးအေယာဝတီမြစ်ဆောင်စီမံကိန်းကိုအာဏာသိမ်းစစ်တပ်ကပြန်လည်စတင်ရန်လှုံ့ဆော်နေမှုတွင်ပြည်သူလူထု၏ဆန္ဒကိုအဓိကအလေးနက်ထားရန်အရေးတကြီးလိုအပ်ဟု KIO/KIA သတိပေးတဲ့ဆိုတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူလူထု၏ကန့်ကွက်မှုကြောင့်ရပ်ဆိုင်းထားခဲ့သောမြစ်ဆောင်စီမံကိန်းကိုအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကပြန်လည်စတင်ရန်လှုံ့ဆော်နေရာတွင်လူထု၏ဆန္ဒသဘောထားကိုအဓိကအလေးနက်ထားရန်အရေးတကြီးလိုအပ်နေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကသတိပေးပြောဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကစစ်အာဏာသိမ်းပြီးနောက်သမရသိန်းစိန်အစိုးရလက်ထက်2011ခုနှစ်ကတည်းကရပ်ဆိုင်းထားခဲ့သောအေယာဝတီမြစ်ဆောင်စီမံကိန်းကိုမင်းအောင်လှိုင်ကပြန်လည်စတင်ရန်လှုံ့ဆော်လျက်ရှိပြီး
ဒုစစ်ကောင်းဆောင်ဆိုဝင်ကလည်းမြစ်ဆုံစီမံကိန်းအတွက်တိစောက်ပြီးစေတာတမန်ဒီဇိုင်းကိုနှစ်နိုင်ငံရွေးချယ်ပြီးစီးပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ KIO/KIA အနေဖြင့်ကချင်ပြည်နယ်အေရဝတီမြစ်ဆုံတွင်ပြန်လည်တိစောက်ရန်လှုံ့ဆော်နေသောမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီးအဖွဲ့အစည်းများဖြင့်သဘောထားမှတ်ချက်ပေးရန်လက်တလောမရှိတော့လေပြည်သူလူထု၏ဆန္ဒသဘောထားကိုအထူးအလေးနက်ထားရမည်ဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူကပြောဆိုပါတယ်။ကျွန်တော်တို့ KIO/KIA အနေနဲ့မြစ်ဆုံစီမံကိန်းပြန်စတာနဲ့ပတ်သက်လို့သဘောထားထုတ်ပြန်ထားတာမရှိသေးပါဘူး။ဒါပေမဲ့ပြည်သူလူထုရဲ့ဆန္ဒကအထူးကြတော့အလေးနက်ထားဖို့ပြောချင်ပါတယ်ဟုဗိုလ်မှူးကြီးနော်ဘူကသတင်းဌာနကိုပြောကြားပါတယ်။အကြမ်းဖက်ဆိုဝင်၏အဆိုအရမြစ်ဆုံစီမံကိန်းကိုနှစ်နိုင်ငံစီးပွားရေးအရတွဲချေကိုက်နိုင်ပြီးတမန်အမျိုးအစား Concrete Fit Rock Phaeton CFRD ကွန်ကရစ်မျက်နှာကြောက်ဖြည့်တမန်အဖြစ်တိဆောက်၍တပ်ဆင်ဆက်အင်အား9600မဂါဝက်ကိုအသုံးပြုသွားမည်ဖြစ်ကြောင်းလွန်ခဲ့သောရက်ပိုင်းအတွင်းမြစ်ကြီးနားခရီးစဉ်တွင်ထုတ်ဖော်ပြောဆိုထားပါတယ်။အကြမ်းဖက်မြောင်လိုင်ကအေယာဝတီမြစ်ဆုံမြင့်ညာမြစ်ဝမ်းရေအားလျက်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကိုယခုနှစ်ဩဂုတ်လ29ရက်နေ့တွင်ဖွဲ့စည်းလိုက်ပြီးမြစ်ဆုံစီမံကိန်းအတွက်တရုတ်ယူနန်ပြည်နယ်မှSPIC Yunnan International Power Investment Company Limited SPICN နဲ့အတူပူးပေါင်း၍မြစ်ဆုံရေအားလျက်စစ်စီမံကိန်းအတွက်သုတေသနလုပ်ငန်းများဤပညာဆိုင်ရာဖြည့်ရှင်းချက်များပြည်သူ့ဆက်ဆံရေးလုပ်ငန်းများစီးပွားရေးနှင့်ဗဏ္ဍာရေးဆိုင်ရာလုပ်ငန်းများစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းရင်းပြင်ဦးဆောင်အဖွဲ့ကလမ်းညွှန်ချက်ပေးခြင်းနှင့်ဆုံးဖြတ်ချက်ချခြင်းအပါအဝင်လုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားထားပါသည်။ဆက်လက်ပြီးနမောက်ဆိုင်ကောင်းလမ်းပိုင်းတွင်ကင်းဘုံဝိရန်လာသည့်စစ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးနေဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းနမောက်မြို့နယ်နမောက်ဆိုင်ကောင်းလမ်းပိုင်းတွင်ကင်းဘုံဝိရန်လာသည့်အကြမ်းဖက်စစ်သားများကိုတိုက်ခိုက်ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းငပြေမပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ18ရက်နေ့ညနေ9:30မိနစ်ခန့်တွင်နမောက်မြို့တောင်ဘက်မြို့ဝင်ဂိတ်နှင့်3ဖာလုံခန့်အကွာရှိနမောက်ဆိုင်ကောင်းလမ်းပိုင်းတွင်ကင်းဘုံဝိရန်လာသည့်အကြမ်းဖက်စစ်သားများကိုငပြေမပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲသည်1:30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်သား9ဦးသေဆုံးကနမောက်မြို့အတွင်းမှစစ်တပ်စစ်ကူများထပ်မံရောက်ရှိလာသောကြောင့်တော်လှန်ရေးတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။စစ်ခွေးအင်အားကတော့18ကောင်ပါစစ်ခွေးသေစီရင်ထပ်တိုးသေဆုံးကတော့အတီးပြုနေစေပဲမျက်မြင်တော့9ကောင်တည်တယ်လို့အတီးပြုနိုင်ပါတယ်။နမောက်မြို့နယ်နဲ့ဆက်ဆက်ဒေသတွေမှာအချိန်မရွေးစရေးကိစ္စများဖြစ်ပွားနိုင်သောကြောင့်ပြည်သူများအနေနဲ့စစ်ကော်မရှင်တပ်သားတွေအနီးသွားရောက်ခြင်းများဂရုပြုကြဖို့ပြောချင်ပါတယ်ဟုငပြေမပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုငပြေမပျောက်ကြားတပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရေးရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဆက်လက်၍လက်နက်ခဲယမ်းများဝယ်ယူဖြစ်တင်းနိုင်ရဲ့အတွက်ငါးကလေးများနမောက်မြေမှာကူးခတ်မယ်ကမ်ပိန်းပြုလုပ်နေပြီးပြည်သူများအနေဖြင့်ကမ်ပိန်းအောင်မြင်နိုင်ရေးပူးပေါင်းပါဝင်ပေးချပါရန်မြစ်တာရက်ခံကြောင်းငပြေမပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။